အားလုံးပဲမင်္ဂလာပါဒီနေ့နောက်ဆုံးပေါ် news scan တွေထုတ်ထားတဲ့ Too Faced Button Retina Complex လေးကိုမင်္ဂလာတော့ဘလို့300လဲ3နှစ်ခါတိုင်းပါရီကြီးစီရရှိလဲဆိုတာလေးပြပြချင်ပါတယ်ဒီ Too Faced Button Retina Complex လေးက news scan ဒီ agent company ကနေထုတ်တာပါဆရာဝန်တွေ scientist တွေကနေထုတ်ထားတာဖြစ်တဲ့အတွက်မင်္ဂလာတို့စိတ်ချရှာသုံးလို့ရတယ်နောက်တစ်ခုကဘာကောင်းလဲဆိုတော့ age lock ပါတယ်ပေါ့နော်မင်္ဂလာကအသက်55နှစ်ဖြစ်တဲ့အတွက် age lock ပါတယ်ပစ္စည်းတွေကိုပဲအမြဲတမ်းသုံးပါတယ်ရှင်မင်္ဂလာတော့ဒီနှစ်ခုကိုအတွက်သုံးနေပေါ့နော်ဒီဟာလေးသုံးပြီးနောက်ပိုင်းမှာမင်္ဂလာရဲ့မျက်နှာအသားရည်တကယ်ကိုတိတိတာတာ firming ဖြစ်လာတယ်ပေါ့နော်အသားရည်ကအရင်တော့ဆိုအသက်55နှစ်ဆိုတော့လေအသားရည်တွဲရတာပေါ့နော်ဒါပေမဲ့အဲ့တွဲတဲ့အသားရည်ကတကယ်ကို lifted ဖြစ်သွားပြီးတော့ firming ဖြစ်လာတာကိုခံစားမိရဲ့နောက်မျက်ရည်တွေပြောက်တယ်ပေါ့နော်မင်္ဂလာတော့ဒီနှစ်ခုတွဲသုံးပါတယ်ဒါပေမဲ့ဒီနှစ်ခုတွဲမသုံးဘဲနဲ့ဒီတစ်ခုပဲသုံးလို့မကောင်းလားဆိုတော့ကောင်းပါတယ်နော်မင်္ဂလာတော့ဒီနှစ်ခုကိုတွဲသုံးတယ် 100% ရလက်ရလို့ပေါ့နော်ဘာလို့လဲဆိုတော့မင်္ဂလာတို့ကတက်ကြီးပြီဆိုလို့ရှိရင် age lock ပါတဲ့ပစ္စည်းတွေကိုသုံးဖို့လိုအပ်တဲ့ age lock ကမင်္ဂလာတို့ရဲ့မျက်နှာကိုတစ်နေ့တစ်ခြားပို့ပြီးတော့မှနှုတ်ပြလာအောင်ဆွဲဆောင်နိုင်တဲ့အစွမ်းရှိရပေါ့နော်နောက်ပြီးလို့ရှိရင်မင်္ဂလာတို့ဒီမျက်နှာမှာ smile line နဲ့မျက်အိတ်တွေမျက်လုံးပိတ် line တွေအဲ့ဒါတွေကိုလည်းပျောက်တဲ့ပြင်နှုတ်ပြအောင်လုပ်ပေးတာပေါ့နော်ဆိုမင်္ဂလာတို့ရဲ့အသက်ကြီးလာရင်အဓိကကဘာလဲဆိုတော့နှုတ်ပြမှုကရဖို့အရေးကြီးရပေါ့နော်အသက်ကြီးလာရင်အိုလာတဲ့ဟာကြီးကိုလူတိုင်းကမနစ်သက်ဘူးဆိုရင်တော့ဒီ New Skin Anti Aging Company ကထုတ်တဲ့ထုတ်ကုန်ပစ္စည်း age lock ပါတဲ့ထုတ်ကုန်ပစ္စည်းလေးတွေကိုသုံးပါလို့ပြောချင်ပါတယ်နော် The first step က cleansing လုပ်ရမှာဖြစ်ပါတယ်မနေ့ကတော့ထုံးစံတိုင်းဒီ Lumi Spa IO လေးနဲ့ cleansing လုပ်ပါတယ်ဒီဟာလေးကိုမရှိတဲ့သူတွေတော်တော်ဒီ pure cleansing ကျဆို New Skin ကထုတ်တာပေါ့နော်ဒါလေးနဲ့ cleansing လုပ်စီချင်ပါတယ်ဒါမရှိရင်တော့ Serum Series တဲ့ Calcium Brightening Facial Gender Form ဆိုတာအပြာဘူးလေးပေါ့နော်အဲ့ဒါလေးကိုသုံးစီချင်ပါတယ်မနေ့ကတော့ဒါလေးနဲ့ cleansing လုပ်ပါမယ်လူမီစပါရောနုပြိုဆက်လေးသုံးပြီးမျက်နှာတက်တာနဲ့ရိုးရိုးမျက်နှာတက်သုံးပြီးမျက်နှာတက်တာပါကွာလေပြပေးမယ်နော်ရိုးရိုးမျက်နှာတက်နဲ့မျက်နှာတက်တဲ့အခါမှာလက်ချောင်းတွေကကျွေးပေါက်တဲ့ကိုနက်နက်ရှိုင်းရှိုင်းတက်စင်ဖို့ခက်ခဲတယ်မိတ်ကပ်အကျွင်းကျန်ဖုံဖုံနဲ့စီတွေဟာကျွေးပေါက်ထဲမှာကျန်နေခဲ့နိုင်တယ်ပြီးတော့ပုတ်တိုက်တဲ့အခါမှာလက်ကအားမညီပြတာကြောင့်အသားရည်ကိုမတိမတာထိခိုက်နိုင်တယ်Lumi Spa IO ဆက်နဲ့ Lumi Spa နုပြိုကလင်ဆာတူတကွာတောင်းရင်တော့ရရှိတဲ့ကျိုးကျေးဇူးတွေအများကြီးပဲ Lumi Spa IO ဆက်ကရိုးရိုး cleansing brush မဟုတ်ပါဘူးနော်သူက UAH system ဆိုပြီးတော့လှုပ်ဆောင်ချက်တစ်ခုပါတယ်ဒီ cleansing ပေါ့နော်သူရဲ့ micropore oscillation technology လို့ခေါ်တဲ့တိကျလှုပ်ရှားမှုနဲ့ silicone ကောင်းကချွေးပေါက်တွေကနေတစ်စင်ပေါ့နော်ဖုံးအစီမိတ်ကပ်အကျွင်းကြံတွေကိုဆွဲထုတ်ပြီးတော့တက်ဆင်ပေးတယ်ရိုးရိုးလက်နဲ့တက်တာတဲ့အများကြီးအစပေါင်းများစွာတက်ဆင်ပေးတယ် cleansing လုပ်နေရင်နဲ့တပြိုင်လက်ထဲမှာပဲသူကမျက်နှာကိုနှုတ်ပြစေဒါမှမဟုတ်လားကိုယ်တိုင်သုံးတာအခုဆိုရင်6နှစ်လောက်ရှိပြီပေါ့နော်ဆိုတော့မျက်နှာနှုတ်ရဆိုမင်းလာတဲ့55နှစ်ဆိုရင်လည်းကိုယ်တိုင်လက်တွေ့ခံစားရတယ်နောက်တစ်ခုကကျတော့ skin အသစ်ကိုရရှိစေတယ် collagen ထုတ်ပေးလို့မျက်နှာကိုတင်းရင်းစေတယ်နောက် smoothness ဆိုမျက်နှာကိုချောမွေ့စေတယ်နောက်တစ်ခုကမျက်နှာကိုလင်းလဲတောက်ပစေတယ်ပြီးတော့မျက်နှာမှာရှိတဲ့အရေးကြောင့် smile line မျက်လုံးပေး line မျက်ရည်တွေလည်းပျောက်စေတယ်တွင်းမိုင်းနဲ့နက်နက်ရှိုင်းရှိုင်းကြီးတွေကိုထုတ်ပေးရတဲ့အတွက်မင်္ဂလာတို့မျက်နှာမှာမကောင်းတာဖြစ်ဖို့ဆိုတဲ့ဥစ္စာမရှိသလောက်နေပါရပေါ့နော်ဆိုတော့မျက်နှာမှာတင်းတိတ်တွေမကောင်းတဲ့ຢာတွေဖြစ်တယ်ဆိုတာဒီမျက်နှာတင်းပိုင်းတွေကမကောင်းတာတွေမထုတ်တဲ့အတွက်မထုတ်နိုင်တဲ့အတွက်ဖြစ်တာပေါ့နော်ဒါကြောင့်မင်္ဂလာတိုင်းဒီလို inspire ဆက်ကလေးတစ်ခုစောင့်ထားတက်လာရရှင်ရောအလုံးမျက်နှာကို lift လုပ်ပေးရပေါ့နော်မျက်နှာတိတ်နဲ့အပေါ်ကို lift လုပ်ပေးတယ်မျက်နှာဘောစစ်စီတွေဆိုလဲပျောက်စေတယ်အရင်ကောင်းပါတယ်ကြီးတွေနေတာမှနေတာမဟုတ်ဘူးနော်အများကြီးပဲအဲ့တော့အဲ့လိုမျိုးပေါ့နော်ကွာကြီးတွေမကောင်းတာတွေကိုထုတ်ပေးတဲ့မျက်နှာလေးကတစ်ပြီးတာနဲ့ဖြူဝေးပါပြီးတော့တောက်ပါလေပေါ့နော်အရင်ကသဘောကျတာပါပဲရှင် step 2ကတော့တူနာလေးလိမ့်ပါမယ်ရှင်တူနာလေးကတော့မန်နီလာက Nutrition Series တဲ့က hair yuk လို့တူနာလေးကိုသုံးပါတယ်ပြီးရင် step 3ကမင်္ဂလာတို့စပြီးတော့ Too Faced Button Retinol Complex လေးကိုသုံးပါမယ်မသုံးခင်တော့ NAPC Moist Mist လေးကိုမင်္ဂလာဖြတ်ပါတယ်ရေတက်ဖြည့်ပြီးရင်မင်္ဂလာတို့မျက်နှာပုတ်ပြီးတော့မှလှုပ်တယ်ပေါ့နော်ဆိုတော့ရေတက်ဖြည့်တယ်ပြီးတော့မင်္ဂလာကဒီ Too Faced Button Retinol Complex မျက်နှာတစ်ပြင်လုံးပုတ်လိမ့်ပါမယ်ပြီးွားရင်တော့စဆွဲလို့ရပါပြီရှင်
ဒီပူလေးကခုနောက်ဆုံးပေါ်ပူလေးကသူကအဲ့လိုမျိုး refill လေးပဲနောက်ပိုင်းကျရင်ဝယ်ရုံပဲပေါ့နော်ပူလေးကိုဖြုတ်ပြီးတော့မှအသုံးပြုလို့ရတယ်ဆွဲတဲ့ခါကျရင်အောက်ကနေပေါ်ဆွဲမယ်ပုံမှန်လေးပဲပေါ့နော်အဲ့လိုလေးတိချာလေးဆွဲပေးမယ်ပေါ့နော်ဒီကကိုမျက်နှာမှာလိုအပ်နေတာနေရာလေးကိုကြည့်လိုက်ပေါ့ဥမာ smile line ရှိ smile line နေရာလေးကိုဆွဲမယ်မျက်လုံးပေးလိုက်ရှိမျက်လုံးပေးနဲ့ line နေရာလေးကိုဆွဲမယ်ပေါ့နော်ဆွဲတိုင်းဒီအောက်ကနေပေါ်ဆွဲပေးမယ်သူတိတာရဲ့တစ်ချမ်းအောင်ခွတ်ထွက်သွားတယ်ပေါ့နော်သူက AI technology နဲ့ဆရာဝန်တွေ scientist တွေကနေထုတ်ထားတယ်ပေါ့နော်မျက်နှာတစ်ချမ်းခွတ်ထွက်သွားတယ်ပေါ် lip တက်ဖြစ်သွားတယ်ချစ်လစ်သွားတယ်တစ်ချမ်းမဆွဲရသေးတဲ့ဘက်ကနည်းနည်းပွားစီဖြစ်နေတယ်ပေါ့နော်တိတာပါရှင် retinol ဆိုတာဈေးကွက်မှာတော့အများကြီးရှိတာပဲဘာလို့ new skin ကအောင်မရွေးချက်သုံးသင့်တာလဲအဖြေကမနီလာကတော့အရင်ကိုသဘောကျတဲ့ချက်ကသူ့မှာ peptide နဲ့ retinol complex နှစ်ခုပေါင်းလာတဲ့အတွက်ဈေးကွက်မှာရှိ retinol တွေလိမ့်ရင်အသားရည်နီးရတာ၆တွေ့တာဖက်လန်လာဆက်တာတွေဖြစ်လေရှိရပေါ့နော်ဒီ Melanin New Skin က Too Faced Peptide Retinol Complex ကဒါမျိုးမဖြစ်ဘူးပြီးတော့ sensitive skin တွေဆိုလည်းသုံးလို့ရတယ်ပေါ့နော်နောက်ဈေးကွက်မှာရှိတဲ့ retinol က peptide မပါဘူးပေါ့နော် retinol တိတန့်တစ်ခုပဲဒါကြောင့်နှစ်ခုပေါင်းဆက်ထားတဲ့သူပြီးတော့ AI နည်းပညာနဲ့တော့ဖော်ဆက်ထားတဲ့အတွက်ဒီ retinol ရဲ့အကျိုးကျေးဇူးကိုပို့ပြီးတော့မြင့်တင်ပေးတယ် collagen ထုတ်လုပ်မှုကိုအားပေးပြီးတော့မျက်နှာတင်းရင်မို့နှစ်ဆပို့ပြီးတော့ရစေတယ်။ဒါကြောင့်မလို့မနီလာတို့ဒါလေးကိုတုံးပြီးဆိုလို့ရှိရင်မျက်နှာတင်းရင်ပြီးတော့မှရေးချောင်းနဲ့ smile line တွေပြောက်တယ်။နောက်တစ်ခုကမျက်နှာမှာရှိတဲ့အမဲကွက်ဟလာနေလောင်ကွက်စသည်တွေကိုပြောက်ပြီးတော့မျက်နှာ age look ပါတဲ့အတွက်နုပြူစေရပေါ့နော်။အဓိကကိုယ့်ရဲ့လက်ကလေးနဲ့ပဲလိုတလို့ပုံသွင်းလို့ရတယ်ဒါအရင်ကောင်းတယ်။အခုဆိုရင်ဒါတိတာเนาะမျက်နှာတစ်ချမ်းမင်းလားဆွဲလိုက်တာတစ်ချမ်းကိုကွာထွက်သွားတာပဲနောက်တစ်ခုကကြတော့သူက age lock technology နဲ့ထုတ်ထားပါတော့ new skin က age lock technology age lock တစ်စိတ်လေးပါတဲ့ဟာက3နဲ့တူတိုင်းကနုပြူစီတယ်။ဟိုမင်းရရမှုကိုရှော့ချပေးတယ်။ငယ်ရွယ်မှုကိုသူထိမ့်သိမ်းပေးရပေါ့နော်။နောက်ပြီးတော့မင်္ဂလာတို့ဒီ soothing barrier support အသားရည်ကိုသူကအားဖြည့်ပေးရပေါ့နော် skin barrier ထိခိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်သူအဆူတက်ကိုပြန်ထိန်းပေးပြီးတော့မှမျက်နှာသားရည်ကိုပြန်ပြီးတော့မှအကောင်းစေတယ်ပို့ပြီးတော့ကောင်းအောင်လုပ်ပေးရပေါ့နော်နောက်မျက်နှာကိုသူ6တွေ့တဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့ဒီ complex မှာဆိုလို့ရှိရင် jojoba aster နဲ့ 4TP လိုမျိုး soothing ingredients တွေကိုထည့်ပေးထားတဲ့အတွက်သုံးပြီးတဲ့သူတိုင်းရဲ့မျက်နှာလေး glow စီရပေါ့နော်မျက်နှာ6တွေ့တာလည်းမရှိဘူးမျက်နှာလေး glow ပြီးတော့မှတော့နုပြိုပြီးတော့မှလှစေတယ်ဆွဲတာလေးကတော့အခုမနေ့လာဆွဲတယ်လို့ပဲ lip တက်အောက်ကနေပုံကိုဆွဲရုံပဲเนาะဟုတ်ပါဒီပဲညီသွားပြီအဲ့တော့အဓိကတော့ဗာလဲဆိုတော့ကိုကဒီမျက်နှာကိုပေါ့နော်ပုံမှန်လေး treatment လုပ်ပေးမယ်ဆိုလို့ရှိရင်အသက်တော့ကြီးသွားမယ်အမြဲတမ်းနှုတ်ပြနေမယ်အခုဒါ night cream လေးပေါ့ night cream ကတော့မင်းလာရေတက်ဖြည့်ပါတဲ့nutrition series တဲ့က night cream လေးကိုသုံးပါတယ်ဒီဟာလေးကတော့မင်းလာလေသွေးလက်ပတ်မှုကောင်းအောင်လို့လုပ်ပေးတာ36ချက်ပေါ့နော်နားလေးကိုပုတ်ပေးရတာ36ခါပေါ့နော်36ခါနားလေးကိုပုတ်ပေးပါမင်းလာတော့ကွာရှာလေးဆွဲချင်လို့ပေါ့နော်ကွာရှာမဆွဲခင်မှာသွေးလက်ပတ်မှုကောင်းအရင်လုပ်လိုက်တာပေါ့နော်ကွာရှာရှိတဲ့သူတွေပေါ့ကွာရှာမရှိတဲ့သူတွေတော့မလုပ်ပါဘူးကွာရှာရှိတဲ့သူတွေကတော့ကွာရှာလေးနဲ့အလိုလေးထပ်ပြီးတော့ဆွဲလို့ရပါတယ်နော်ကွာရှာလည်းသူကမျက်နှာသွေးလက်ပတ်မှုကောင်းလုပ်ပေးတဲ့ဟာလေးပါမင်းလာတော့ဒီဟာလေးနဲ့အဲ့လိုဆွဲကြည့်တာတော့ကောင်းတယ်ပေါ့နော်အဲ့တော့မင်းလိုက်ညီမတွေကို sharing လုပ်ပေးတာဖြစ်ပါတယ်ရှင်ဒ
ဒီကတော့တစ်ချင်းဆွဲလေးရတယ်မ question တစ်ခုရှိရဆိုလို့ရှိရင်နှစ်ဖက်တစ်ခါ direct တစ်ခါလေးဆွဲလို့လည်းရတယ်ပေါ့နော်မင်းလာတော့ဒါတစ်ချင်းဆွဲပြပေးတာတစ်ချင်းနဲ့ကွာထွက်သွားတယ်နော်ပထမမင်းလာတော့ဒီ Tuvis Ultra လေး Tuvis Peptide Retinol Complex လေးဆွဲတဲ့အခါမှာလည်းတစ်ချင်းကွာသွားတယ်ဒီ question လေးနဲ့ဆွဲတဲ့အခါမှာလည်းတစ်ချင်းကွာသွားတာကိုတွေ့လိမ့်မယ်နော်ဆိုဒီကတော့ကိုလုံနိုင်တာကိုလုံပေါ့နော်ကိုလုံနိုင်တာကိုလုံတယ်ဆိုလို့ရှိကိုမျက်နှာလေးကနှုတ်လာတယ်ဆိုဒါစိတ်ချမ်းသာခြင်းတစ်မျိုးပဲအဲ့ဒါတော့မျက်အိတ်ကလေးတွေအတွက်ပေါ့တော့မျက်လုံးကိုဆွဲညစ်လိုက်တာပေါ့နော်မျက်လုံးအဲ့လိုလေးဆွဲညစ်ပေးပါအဲ့လိုလေးဆွဲညစ်ဒီကတော့ lip tip ပေါ့ပေါ်လေးကိုဆွဲတင်မယ်မင်းလာဆိုရင်ဒါလိဖြန်းတဲ့အတွက်လေတကယ်ကိုအသားရည်တွဲကြတဲ့အခြေအနေမှာပေါ့နော်ဒါအခုတော့ new skin က Tuvis Ultra နဲ့ဆက်ကလေးတွေရဲ့တကူအကြောင်းပြန်ကောင်းသွားပြီဒီဘက်ချန်လဲလိုလေးဆွဲပြီနော်ဒါတော့ပြန်နာသွေးလက်ပတ်မှုကောင်းမှုအတွက်ကိုဆွဲပေးတာဖြစ်ပါတယ်ရှင်ကိုရှာမရှိတဲ့သူကတော့ဆွဲစရာမလိုပါဘူး night cream လေးလိမ့်ပြီးတော့အဲ့ရုံပဲပေါ့နော်ကိုလိုတဲ့အနေထားမျိုးရရင်ရက်လို့ရတယ်နော်မတ်တော့မရှိပါဘူးတစ်ဖက်ကိုက10ခေါက်လောက်ဆွဲလိုက်ပေါ့နော်10ခေါက်15ခေါက်ပုံစံလေးကတော့ချိန်လို့ရတယ်ပေါ့လေအဲ့ဒါကတော့ဒီနှစ်ဖူးနဲ့မျက်လုံးကိုသွေးလက်ပတ်မှုကောင်းလုပ်ပေးရဒါတော့ပါလေးနဲ့ smile line တွေပြအောင်လုပ်ပေးတာဒါလေးကတော့မင်းလာတို့ဒီ level တွန့်နေတာလေးတွေကောင်းသွားအောင်လုပ်ပေးတာပေါ့နော်โอเคပါလှသွားပြီလားဆိုတော့မင်းလာရဲ့ဒီတိုင်းလေးဆွဲပြီးတော့နှုတ်ပြလှပကြပါစေရှင်โอเคပါ good night ပါရှင် love you လှသွားပြီ